lockdown တစ်ခုပြန်ဖြစ်တော့မလားဆိုတာအကုန်လုံးအင်တာနက်မှာပေါ်လောရိုက်နေကြတယ်เนาะခင်ဗျားတို့သိပြီလားတော့မသိဘူးဒီကိစ္စဘာဖြစ်လို့ဖြစ်လဲဆိုတာကျွန်တော်ပြောပြမယ်เนาะအခု Hunter virus ဆိုတာတော်တော်လေးပြန့်နေတယ်တကမ္ဘာလုံးရဲ့ကျန်းမာရေးလုပ်သားတွေကိုစိတ်အနှောက်အယှက်တော်တော်အခုဖြစ်နေတယ်ဘာဖြစ်လို့လဲဆိုတော့ဒီ Hunter virus က cruise ship တစ်ခုကနေပြန့်ပြီးတော့အခုလောလောဆယ် confirm case က10ယောက်လောက်ရှိပြီပြီးရင်ဒေဆုံးသူက3ယောက်ဆိုတာ confirm ထားတယ်ဒါကဘလို့စဖြစ်လဲကျွန်တော်ပြောပြမယ်เนาะ WHO ကဒီ virus ကိုအသက်အန္တရာယ်စိုးရိမ်ရတဲ့ virus လို့အခုသူတို့တတ်မှတ်လိုက်ပြီအရင်တုန်းကဆိုရင်တော့ဒီ virus ကကြွက်တွေကနေသူတို့ရဲ့ကြွက်တွေမစင်တွေသူတို့ရဲ့သေးတွေသူတို့ရဲ့ညစ်အကြေးတွေကနေကူးစက်တာအခုအခြေအနေရဆိုရင်တော့လူကနေလူတဆင့်ကူးစက်တဲ့ယောဂါလိုမျိုးဖြစ်နေတယ်အရင်တော့ကကြတော့တိတ်မစိုးရိမ်ကြဘူးကွာအရန်ရှားပါတဲ့ယောဂါဒါအခုကလူချင်းချင်းကူးစက်တယ်လို့မျိုးဖြစ်သွားတယ်အဲအကြောင်းတော်တော်လေးစိုးရိမ်ရတဲ့အခြေအနေဖြစ်တယ်ဒီယောဂကူးစက်ခံရလို့ရှင်တော့အခုထိတော့အဲ့ဒီကုသတဲ့ဆေးသူတို့မရှိသေးဘူးလို့ပြောတယ်။ Hunter virus ကအရင်ကတည်းကရှိပြီးသားဒါပေမဲ့အခုကဘာလို့တော်တော်လေးစိုးရိမ်ရလဲဆိုတော့ဆန္ဒကျွန်တော်ပြောလို့အရင်တုန်းကကြွက်တွေကနေကြွက်မစင်တွေကနေသူတို့ကူးစက်တာအခုကလူလူချင်းကူးစက်တယ်လို့ဖြစ်သွားတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီ cruise ship ပေါ့နော် MV Hondias ဆိုတဲ့ cruise ship က35ရက်အကြာဒီ Europe ဘက်ကိုသူတို့ခီးသွားမှာခါမှာနိုင်ငံအသီးသီးကနေလူတွေလာကြတယ်လာတဲ့လူတွေကအကုန်လုံးကကျမ်းမာတဲ့လူတွေကွာဒါပေမဲ့ April တရက်နေ့ကနေသူတို့ခီးစားထွက်တယ်အာဂျင်တီးနားကနေခီးစားထွက်တယ်တဲ့ခါမှာ April 6ရက်ရောက်တဲ့ခါမှာ Dutch လူမျိုးတယောက်လင်မယားနှစ်ယောက်ထဲကသူ့ယောက်ျားကပိုက်တွေစားနာလာတယ်ကောင်းတွေနာလာတယ်ပြီးရင်အရန်ဖျားတော့သူကအဲ့ဒီကျမ်းမာရေးcruise ship ပေါ်ကဆရာဝန်တွေကကုတော့သူတို့ကမရတဲ့ခါမှာသူApril 17ရက်နေ့မှာဆုံးသွားတယ် April 17ရက်နေ့မှာဆုံးသွားတော့အဲ့ဒီအနိကပြုစုတဲ့လူကသူမိမသူတို့နှစ်ယောက်ကိုအဲ့ဒီအလောင်းကိုသူတို့ချဖို့Saint Helen မှာသူတို့ cruise ship ကိုနားလိုက်တယ်အလောင်းချပြီးတော့သူမိမက Saint Helena နဲ့ Johannesburg South Africa ကိုသူလေယာဉ်နဲ့သွားတယ်လေယာဉ်နဲ့သွားတဲ့ခါမှာသူ symptom တွေဘာမှမပြသေးဘူးအဲ့နဲ့ South Africa ရောက်တော့ April 26ရက်နေ့မှာအဲ့ဒီအမျိုးသမီးလည်းဆုံးသွားတယ်လို့သိရတယ်ဒီ Dutch အမျိုးသမီးဆုံးပြီးတော့နောက်ပိုင်းမှာမေလ2ရက်နေ့မှာလေရင်ကွင်းမှာလဲကျပြီးတော့ ICU သွားနေတဲ့လူတယောက်လည်းဆုံးသွားပြန်တယ်အဲ့ဒီဆုံးသွားတဲ့နောက်ပိုင်းမှာသူတို့က lab တွေပါတယ်လို့တဲ့ခါမှာသူ့ရဲ့ခန္ဓာကိုယ်ထဲမှာဆန္ဒ Hunter virus ကိုသွားတွေ့လိုက်တယ်ဒီ Hunter virus ကဒီမှာစ confirm ဖြစ်တာဒီ3ယောက်မြောက်မှာစ confirm ဖြစ်တာဒါပေမဲ့ဆွမ်းနာပြောသလိုပဲဆွမ်းနာအမျိုးသမီး Dutch အမျိုးသမီးရဲ့ပြီးလို့ရှိရင်အဲ့ဒီကြားတွင်းမှာ Argentina နဲ့စလာတဲ့အကြွားတော်တွင်းမှာသူတို့တော်တော်များများ stop တွေရက်ခဲ့တဲ့နေရာမှာလူတွေဘယ်နှယောက်တောင်ကူးပြီလဲဆိုတာကျွန်တော်တို့မသိရဘူးအခုအဲ့ဒီ cruise ship ကိုတော်တော်များများကကန်းကတ်ခွင့်မပြုကြဘူးဘာလို့ဆိုတော့အကုန်လုံးယောဂကူးမှာကြောက်ကြလို့လေအရင်တော့တနေ့ကတော့စပိန်နိုင်ငံကသူတို့ကန်းကတ်ခွင့်ပြုမယ်ဆိုပြီးတော့သူတို့ပြောထားတယ်ဒါပေမဲ့ဒီမနေ့ကျွန်တော်သတင်းဖတ်လိုက်တော့အဲ့ဒီဟာလဲသူတို့ခွင့်မပြုတော့ဘူးလို့ပြောတယ်အခု Switzerland နိုင်ငံမှာလဲ case တစ်ခု confirm ဖြစ်သွားပြီ case confirm ဖြစ်သွားပြီဆိုတော့ဆွမ်းနာပြောလို့ပဲเนาะဆွမ်းနာလေရင်ကနေစီးတဲ့လူတွေကတဆင့်ကူးတာလားဒါမှမဟုတ်ဘယ်ကနေစကူးရလဲကျွန်တော်လည်းမသိရဘူးအဓိကသူတို့ပြောရရဆိုရင်တော့ဒီ Argentina နဲ့စလာတဲ့ MD Hondias cruise ship ထဲမှာအဲ့ဒီကြွက်တွေကြောင်းလားဒါမှမဟုတ်အဲ့ဒီမတိုင်ခင် cruise ship မတိုင်ခင်မှာအဲ့လင်မယားနှစ်ယောက်ကစီးလာတဲ့ခါမှာပါလာသလားဆိုတဲ့ဟာပေါ့နော်အခုတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ကြောက်ဖို့ကောင်းတယ်အခုတော်တော်များများတော့ online မှာတော့ပေါ်လောရိုက်နေကြတယ်lockdown ပြန်ဖြစ်တော့မလားဆိုပြီးတော့စိုးရိမ်နေကြတာပေါ့နော်ဒီ Hunter virus ရဲ့လက္ခဏာတွေကျွန်တော်ပြောပြမယ်အစာပိုင်းမှာတော့ဖျားမယ်ပြီးကောင်းကိုက်မယ်ခန္ဓာကိုယ်တွေအရန်ကိုက်ခဲမယ်ပြီးလို့ရှိရင်ဝမ်းလျှောမယ်အဲ့ဒီပြီးတော့နောက်ပိုင်းမှာကျတော့အသက်ရှူမဝဘူးဖြစ်သွားမယ်ဘာဖြစ်လို့ဆိုတော့ဒီ Hunter virus ရဲ့အဓိကသူတို့တိုက်ခိုက်ခံရတာကတော့ကျွန်တော်တို့ရဲ့အဆုတ်ဖြစ်တယ်ဒီအဆုတ်မှာသူတို့ရေတွေဝင်လာလိမ့်မယ်ရေတွေဝင်လာပြီးတော့ကျွန်တော်တို့အသက်ရှူမဝအဲ့လိုမျိုးဖြစ်ပြီးမှနမိုးနီးယားလိုပုံစံဖြစ်ပြီးမှကျွန်တော်တို့အသက်ဆုံးနိုင်တယ်ဒါကတော်တော်လေးပြင်းတဲ့ virus ဖြစ်တယ်ခန္ဓာကိုယ်ကျန်းမာပြီးတော့ early treatment တွေဘာတွေလုပ်လို့ရှင်တော့အသက်ရှင်နိုင်ခြေရှိတယ်ဒါကုသနည်းကတော့အခုလောလောဆယ်ကတော့ဒီ Hunter virus ကိုတည်တံ့ကုသဖို့ဆိုပြီးတော့ vaccine တွေဆေးတွေဘာတွေမရှိသေးဘူးအဓိကကုသဖို့ကကြတော့ ICU မှာကုသမယ်ပြီးလို့ရှိရင် oxygen ပေးမယ်အဲ့ဒါပဲလောလောဆယ်ကတော့ကုလို့ရတာပေါ့နော်ကဲဒီဟာကြတော့အခုကျွန်တော်တို့တော်တော်လေးသတိထားရမယ့်ဟာဖြစ်တယ်ကျွန်တော်တို့ကြွက်တွေဘာတွေရှိရနေရဆိုရင်တော့အိမ်တွေဘာတွေတန်းရှစ်တွေလုပ်တဲ့ခါမှာအများတဲ့ mask တွေဘာတွေတတ်ထားကြပါလက်တွေဘာတွေလည်းတေချာဆေးချကြပါဆိုပြီးတော့ WHO ကတော့သတိပေးထားတယ်အခုဒီသတင်းကတော့တကဘာလုံးပြတ်နေတယ်ခင်ဗျားတို့
ကြားပြီးလားတော့မသိဘူးမကြားသေးလို့ရှင်တော့ကျွန်တော်ဒါဗဟုသုတအနေနဲ့ကျွန်တော် share ပေးလိုက်တာဖြစ်တယ်เนาะအခုတော်တော်များများတော့ key တွေဘာတွေတိတ်မသွားဘူးတော့အကြံတော့ပေးကြတယ်ဒါပေမဲ့ကျွန်တော်တို့စီမှာဒီမှာ USA မှာရောက်ပြီလားမရောက်သေးဘူးလားဆိုတော့ဘူးမှမသိနိုင်ဘူးလေเนาะအခုဆွစ်ဇာလန်နိုင်ငံတွေတောင်မှအာဂျင်တီးနားနဲ့ဘလို့ဖြစ်ပြီးတော့ဆွစ်ဇာလန်နိုင်ငံမှာ case တွေ confirm သွားလဲအခုကျွန်တော်တို့မသိရဘူးဆိုတော့လေเนาะတော်လေး queue ဆက်ရမယ် okay အားလုံး queue ဆက်ကြပါเนาะနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ကျွန်တော် update တွေပါရှိလို့ရှင်တော့ကျွန်တော်ပြန်ပြောပြမယ်เนาะ okay bye bye